Okay ပါအခုပြောကြားလိုတာကတော့စီးချိုနဲ့နှလုံးယောဂအကြောင်းတကယ်တော့နှလုံးသွေးကြောကျဉ်ယောဂဆိုတာလူတိုင်းဖြစ်နိုင်တယ်လူတိုင်းဖြစ်နိုင်တယ်လူတိုင်းအသက်ကြီးလိုက်ဖြစ်နိုင်တယ်နော်စီးချိုမရှိလဲဖြစ်နိုင်တယ်သို့တော်လဲဒီစီးချိုလူနာတွေကဘာလို့နှလုံးမှာပို့ဖြစ်တာလဲနော်နှလုံးမှာဘာလို့အရေးကြီးတာလဲဆိုတာလေးရှိပါမယ်နဲ့ဆက်ပြီးတော့ reference ပေါ့ရှင်းပြမယ်ဆိုရင်နော်ဒီစီးချိုရှိတဲ့သူတွေကနှလုံးဖြစ်ဖို့ကတော့တော်တော်လေးများတယ် chance ကအများများတယ်နော်ဒုတိယကတော့သူများနဲ့မတူတာကစီးချိုနော်ရှိတဲ့သူတွေကသူကလက္ခဏာမပြနော် silent infarct ပဲနှလုံးပိတ်တာတော့မှသူကမနာပဲနဲ့တောင်ရှိတယ်နော်သူလက္ခဏာသိမ့်မပြနော်နောက်တစ်ခုကပို့ပြီးတော့စောစောဖြစ်တဲ့အခါကျတော့သူကဒီစစ်ဆေးဖို့ကအရင်ရေးကြည့်တယ်ပေါ့နော်ကျမတို့ဒီဖြစ်ပြီဆိုရင်နော်နှလုံးဖြစ်ပြီဆိုရင်စီးချိုလည်းရှိတယ်နှလုံးလည်းဖြစ်ပြီဆိုတာ ਨੇ သူကဘာတွေနော်သူကအားနေချက်ရှိလဲဆိုတာမန်လူနဲ့စားလို့ရှိရင်သူကပို့ပြီးတော့ဆိုးတယ်ပိုစပီယာဖြစ်တယ်heart attack ရပြီဆိုရင်အသေးပြောက်နှုံးလည်းပုံများတယ်နော်သေးတဲ့နှုံးတွေပုံများတယ်နောက်ပြီးတော့သူတို့ကနော် heart failure ပေါ့နော်နှလုံးမောတာတွေပို့ပြီးတော့ဖြစ်တယ်နော်ပိုဆိုးတာကတော့ဒီနှလုံးဖြစ်တဲ့အချိန်မှာပဲသူတို့ကြောက်ကတ်တွေကပျက်စီးခါစားတော့၎င်းပျက်စီးနေပြီတော့၎င်းဖြစ်ခဲ့မယ်ဆိုရင်ကုသရတဲ့နေရာမှာတပန်းရှုံးပါတယ်နော်ဒါကြောင့်နှလုံးနဲ့စီးချိုဆိုလို့ရှိရင်တာမန်နှလုံးယောဂတွေလည်းပို့ပြီးတော့လဲနော်အရေးကြီးကြောင်းကိုပိုဆိုးစရာစီကြောင်းကိုနော်ဒါဒီမှာနေတာအဖြစ်ပြောကြားလိုပါတယ်ဒါဆိုရင်နှလုံးသွေးကြောကျဉ်တာစီးချိုမှာဘာကြောင့်ဖြစ်တာနော်ဘာကြောင့်ဖြစ်စေတယ်လဲဆိုရင်နော်စီးချိုယောဂရှိရင်နော်စောစောပြောသလိုပဲနော်သွေးမှာတကြားတက်တွေများနေများလာတဲ့တကြားတက်တွေကတကယ်တော့ပိုရှန်နေတာပေါ့ပိုရှန်သွေးထဲမှာလှည့်ပတ်နေတဲ့အခါနော်ဒီသွေးကြောတွေကတကြားကိုထိတယ်တကြားတက်ကတကယ်တော့ပိုနေအစိတ်တောက်ပဲလို့နော်ဒီလိုမှတ်ယူကြည့်နော်သူလိုအပ်နေ energy ပိုနေအစိတ်တောက်ဆိုတော့အစိတ်တောက်သူက glycation လို့ခေါ်တဲ့ဒီ cells တွေမှာအကုန်အချိုးတွေတကြားတွေကတ်ကုန်တော့နော်တကြားတွေဂျိုးကတ်ပြီးဆိုတကြားတွေကတ်သွားပြီဆိုလို့ရှိရင်ဒီ cells တွေကကောင်းကောင်းအလုံးမလုပ်တော့နော်ကောင်းကောင်းအလုံးမလုပ်ဘူးသွေးကြောဆိုတော့ဒီကိုယ်လုံးပေါ့နော်ဒီကိုယ်လုံးမှာသွေးကြောတွေကသူ့နိုင်ရန်နေပျက်စီးလာမယ်အထူးသဖြင့်တော့သွေးကြောအသေးတွေပိုဖြစ်တော့တကယ်တော့တကြားတဲ့ကြောင့်ဖြစ်တယ်ဆိုကျမတို့စီးချိုရဲ့နော်နှလုံးယောဂဒီနှလုံးယောဂတွေကတော့ဒီသွေးကြောအသေးလေးတွေမဟုတ်သူကသွေးကြောအလတ်ပေါ့နော်အလတ်ပိုင်းကသူကစီးချိုရှိတဲ့သူကအစီပိုကတ်တယ်နော်ဒီသွေးကြောနိုင်ရန်နေပျက်စီးတယ်ဆိုရင်ပျက်စီးတဲ့နေရာမှာကျမတို့ cholesterol တွေလာဝင်နေ cholesterol တွေလာကတ်မယ်နော်ဒါပြင် cholesterol တွေများလို့သွေးကြောနိုင်ရန်တွေကကျင်းနော်ဘာခေါ်လဲကျင်းသွားတာပေါ့သွေးကြောနိုင်ရန်ထူလာပြီးတော့အထက်ကလူမင်ပေါ့ပေါက်ကျင်းသွားတာနော်ဥပမာပေးမယ်ဆိုရင်ဒီကြာလာတဲ့အိမ်တွေမှာဆိုရင်ဒီအရင်နော်ဒီတန်ပိုက်တွေမှာဆိုတန်ချိုးတွေကတန်ချိုးကပ်ပြီးတော့နော်ဒီပေါက်ကျင်းသွားတယ်လို့ပေါ့ရေမလာတော့ဘူးပေါ့နော်အဲ့လိုမျိုးတွေကျင်းသွားတယ်နောက်တစ်ခုကဒီဘာထူးခြားလဲဆိုရင်ဒီစီးချိုသမားတွေကစီးချိုများလို့ရှိရင်နော်သွေးဥမွှားလေးတွေကျမတို့ platelet လို့ခေါ်တယ်သွေးဥမွှားလေးတွေကပိုကတ်တယ်တခုနဲ့တခုပိုကတ်လိုက်တော့သွေးခဲလေးတွေဖြစ်သွားတယ်နော်သွေးခဲလေးတွေလာကတ်လိုက်ပြီဆိုရင်ရုတ်တရက်ပဲနော်သွေးခဲဖြစ်သွားပြီဆိုတာ ਨੇ နော်ဒီနှလုံးပိတ်သွားတယ်နော်အဲ့ဒါ heart attack လို့ခေါ်တယ်နော် heart attack လို့ခေါ်တယ်ဒါကြောင့်စီးချိုရှိတဲ့သူတွေလူတိုင်းဟာနှလုံးရောဂါရှိနိုင်ပါတယ်ကျမတို့သွေးကြောကျင်းတယ်ဆိုရင်ဟုတ်ပြီဘယ်လိုသိရမှာလဲနော်သွေးကြောကျင်းတယ်ဆိုတာကျမတို့အများဖြင့်ဒီသွေးကြောနှလုံးဖြစ်တဲ့သူတွေလူနာတွေပေါ့နော်ပတ်ဝန်းကျင်မှာလည်းတွေ့မှာပါအကောင်းကြီးကနေပဲရုတ်တရက်နော်ချက်ချင်းနှလုံးရက်သွားပြီးတော့တည်ဆုံးသွားတဲ့လူတွေတွေ့ပြီမှာနော်အဲ့ဒါဘာလက္ခဏာမှမပြဘူးဆိုတော့သိရမှာနော်ပြခြင်းမှပြမှာတချို့ကတော့ဒီလိုမဟုတ်ဘူးဒါလက္ခဏာပြပါပြဆိုသူကဘယ်လိုပြမသွေးကြောတွေကသွေးမလုံလောက်တဲ့အခါနော်သွေးမရောက်တော့ဆိုရင်ဒီသွေးနှလုံးရဲ့ကြွက်သားတွေကကျမတို့ဒီခြေထောက်ကျင်တယ်လို့မျိုးပဲသူနှလုံးကြွက်သားတွေကနာပါတယ်နော်နာတဲ့အခါကျတော့ angina လို့ခေါ်တယ်ရင်ပတ်အောက်နော်ရင်ပတ်အောက်နေဆိုရင်လည်းနော်ဒီတကယ်တော့နှလုံးအောက်တဲ့နေရာတွေကအမျိုးမျိုးပေါ့နော်
ဒါကြောင့်ရင်ပတ်ဘယ်နေရာအောင်လူတွေကတော့တော်တော်စိုးရင်ကြောက်ကြတယ်ဆိုတော့ဒီအတွက်တော့ကျမတို့အရင်ကြီးစိတ်မပူမိဘူးသို့တော်လည်းတခြားရင်ပတ်အောင်တာတွေရောအခုနှလုံးလို့ထင်မှားတာတွေကပုံများတယ်ဆိုတော့ရင်ပတ်အောင်ရင်လူတိုင်းသိပါတယ်နှလုံးဖြစ်နိုင်တယ်သို့တော်နှလုံးတကယ်ဖြစ်ရင်တော့ဒီရင်ပတ်အလဲရအောင်ပါနော်နှလုံးရှိတဲ့ဘယ်မှာအောင်တာမဟုတ်ပါဘူးဒီအလဲကအောင်တယ်ဒါဆိုပိုကြောက်ရတယ်ပေါ့နော်တစ်ခါတရံကြတော့နော်ဒီကြောကုန်းကိုနော်ကြောကုန်းကိုရောက်သွားတယ်ကြောကုန်းကိုဖြာသွားတယ်ဖြာပြီးတော့လက်တွေလည်းဖြာလာမယ်နော်တချို့ကြတော့မေးရိုးကိုရောက်သွားမေးရိုးပေါ်တက်သွားနော်တစ်ခါတရံသွားကြိုက်တယ်ထင်ပြီးမှားပြီးတော့နှုတ်မိတာနော်အဲ့ဒီသွားနှုတ်ပြီးမှတေသွားတယ်ဆိုတော့သွားနှုတ်တဲ့သူအပြစ်လို့ဖြစ်သွားတယ်မဟုတ်သူကတွေးကြောကျင်းတဲ့အခါနာတဲ့အခါဒီမေးရိုးထီရောက်နေတယ်နော်ဒါကတော့လက္ခဏာတစ်ခုပေါ့တချို့ကြတော့အဲ့လိုမဟုတ်နှလုံးကြွသားတွေကတွေးငတ်တဲ့အခါနော်ကောင်းကောင်းမလှုပ်ရှားနိုင်တော့ဆိုရင်မညှစ်နိုင်တော့ဆိုနှလုံးညှစ်အားနေသွားနော်နေသွားရဆိုလို့ရှိရင်မတို့ဒီမညှစ်နိုင်ဘူးဆိုမောတာနော်အဲ့တော့မောတာဆိုချက်ချင်းမောတာရှိတယ်နော်အဲ့ဒါဆိုပိုရေးကြည့်တော့တချို့ကဖြည်းဖြည်းချင်းမှမောတယ်ဖြည်းဖြည်းချင်းမောတာဘယ်လိုသိလဲဆိုရင်ထိုင်နေကောင်းမယ်နော်လေကတဲ့မောတယ်ဒါလည်းသတိထားနော်ဒါတွေမကဘူးသူကညအိတ်တဲ့ခါကျရင်ထမောတယ်ဟောဒါညအိတ်ထမောတဲ့ဟာအရန်ရေးကြည့်တော့နော်ခေါင်းနဲ့အိတ်လိုက်တဲ့ညနော်ရုတ်တရက်ထကြက်နေတယ်ဒါဆိုရင်တော့ဆေးရုံအမြန်နော်သွားတင်တယ်နော်ဒါသူ့ရဲ့လက္ခဏာလေးနော်နှလုံးရဲ့လက္ခဏာဟုတ်ပြီကျမတို့ဆက်ပြီးတော့ဘယ်လိုစစ်ဆေးရမလဲစောစောကပြောသလိုဘာမှလည်းမသိရဘူးနော်ဖြစ်နေမှလည်းမသိနိုင်ဆိုတော့ကျမတို့စစ်ဆေးမှလည်းသိဟုတ်ပြီဘာတွေစစ်ဆေးရမလဲနော်စစ်ဆေးရမလားဆိုလို့ရင်စီးချိုဆိုတော့ကျမတို့စီးချိုရဲ့အခြေခံအကြောင်းရင်းတွေတော့အရင်စစ်ဆေးရပေါ့နော်စီးချိုထိန်းတာ control ကောင်းရလား hemoglobin A1C ဆိုတာ3လသွေးကြိုပေါ့နော်3လသွေးကြိုများလေးသွေးကြောပိတ်ဖို့ chance ကပိုရှိတယ်ဆိုတော့ A1C နော်နံပါတ်9ပေါ့နော်9ရာခိုင်နှုန်းကြာရောက်ပြီလားနော်မရောက်ဘူးလားသိဆိုးနေလားကြည့်ရနော်ဒုတိယတော့ကျမတို့ cholesterol ပေါ့ cholesterol ဆိုတာကနော်သွေးတွင်းအဆီပေါ့နော်ဒီမှာတော့ cholesterol အကြောင်းပြောရင်တော့ဒီမှာ cholesterol ဒီနှမျိုးရှိတာပေါ့နော်ကောင်းတဲ့ cholesterol ဆိုတာ HDL ရှိတယ်နော် LDL ဆိုတာကမကောင်းတဲ့ cholesterol နော်အဲ့တော့ဒီအချိုးကိုလည်းသူတို့ကကြည့်လို့ရတယ်နော် LDL နဲ့ HDL နော် cholesterol ဆိုကျမတို့ကောင်းတဲ့လူက HDL နော်မကောင်းတဲ့သူက LDL ဆိုတော့ LDL များရင်မကောင်းနော်ဒါကြောင့်စီချိုရှိတဲ့လူဆိုရင်တော့တာမန်လူတွေကဘယ်လောက်ရှိလဲ130အထက်ရှိနိုင်တယ်130ဝန်းကျင်နော်နည်းနည်းများတယ်ဆို160 180 100နော်ဆိုတော့များလေအသက်ငယ်ငယ်နဲ့လေဖြတ်နိုင်တယ်အသက်ငယ်ငယ်နဲ့နှလုံးဖြစ်နိုင်ဒါတွေကဂျိုစစ်ထိုင်တည်တယ်ဒါကြောင့်စီချိုသမားတွေဆိုရင်ကျမတို့ကဒီ cholesterol LDL ကို100အောက်ကိုထားနော်နှလုံးနည်းနည်းဖြစ်နေပြီဆိုရင်80အောက်ကိုထားနှလုံးပိတ်ပြီးပြီဆိုရင်90လောက်ထားဆိုတော့နဲလေနော်ကောင်းလေနဲလေထိရောက်ပြီပေါ့နော်ဒါကို cholesterol အကြောင်းကိုနော်အရေးကြီးတယ်နော်သွေးဖိအားတော့လူတိုင်းပါတယ်ကျမတို့ဈေးရုံရောက်ဘူးဈေးကန်းရောက်တိုင်းနော်ကောင်းနှလုံးမှာဘယ်လို effect တွေဖြစ်နေလဲသွေးကြောကနော်ကောင်းစီးဆင်းရလားဆိုတော့ကျမတို့ကသွေးကြောကြီးကိုတိုက်ရိုက်လူတိုင်းကိုမကြည့်နိုင်သေးဘူးနော် indirectly ကိုသွေးဝိုက်တော့အဖြစ်နော် ECG ဆိုဆွဲကြတယ်ဒါလူတိုင်းဆွဲရတယ်နော်ဆွဲနိုင်တဲ့ ECG မှာကသွေးကြောကျင်းနေပြီဆိုလို့ရှိရင်သူ့လက္ခဏာတွေပြနော်ဒီလိုသွေးကြောကျင်းလက္ခဏာတွေ့တိုင်းလဲချက်ချင်းကြောက်စရာမလိုဘူးဒါဝန်နေပဲဒါတေချာကူရမယ်နော်ကိုလက်စထရောတွေအများကြီးချရမယ်တေချာကူရမယ်ဒါတတိထားဝင်လို့တယ်လိုရင်တော့တခြား test တွေလုပ်ဖို့လိုတယ်လို့ပြောသို့တော်လည်းဒီ ECG normal ပေါ့ပုံမှန်ဘာမှမဖြစ်ဘူးနော်ဒါဆိုစိတ်ချပြီလားနော်အဲ့ဆိုစိတ်မချသေးဘူးနော်ဘာထပ်စစ်လို့ရတယ်နော်တချို့ကတော့ဒီဟာကိုပြည့်စုံစစ်မယ်ဆိုရင်နှလုံး X-ray ရိုက်လိုက်တယ် chest X-ray နှလုံး size ကြီးနေတယ်ဆိုရင်တော့နည်းနည်းနော်သွေးကြောကျင်းတာလေး indirectly ပေါ့နှလုံးကြွက်သားအားနေရင်တဖြည်းဖြည်းကြီးလာပေါ့နော်အဲဆိုနှလုံးကြီးနေလားလဲကြည့်လို့ရတယ်နော် echocardiogram ပေါ့နှလုံးကို ultrasound ပေါ့ television နဲ့နှလုံးသွင်းတဲ့ကြွက်သားနံရံတွေကိုနော်လှုပ်ရှားပုံတွေနှလုံးအဆုရှင်တွေအကုန်ကြည့်လို့ရတယ်နော်အဲ့မှာသွေးကြောပိတ်နေတဲ့နေရာလေးမှာဆိုရင်နှလုံးကြွက်သား
မလိုက်လာဘူးเนาะညစ်တဲ့အခါမှာပြော့နေတာကွက်ပြီးတော့ပြော့နေတာတွေ့မယ်ဆိုရင်ဒါဒီနေရာမှာကြွေးကြောကျင်းတာပိတ်တာရှိနိုင်တယ်လို့เนาะ indirectly ပေါ့တွေ့ဝိုက်ပြီးတော့ကျွန်တော်တို့သိတယ်ဒါ echo ရိုက်နေသိတယ်ဆိုတော့ဒီတဲ့ပိုသိအောင်လို့ဘယ်လိုလုပ်เนาะ CT နဲ့ရိုက်လို့ရကျွန်တော်တို့ CT ကတော့ဒီလိုဆေးထိုးတာမလုပ်ဘဲနဲ့ဆိုရင်ရိုးရိုးရိုက်ချလိုက်ရင်ဘာတွေတွေ့မလဲเนาะ CT calcium score လို့ခေါ်တယ် calcium score เนาะ calcium ဆိုတာထုံးတက်ပေါ့ဟုတ်ပြီထုံးတက်ကိုဘယ်လိုလုပ်သွားယူမှာလဲမဟုတ်ဘူးသူက cholesterol တွေကကြာကြီးသွေးကြောမှာရှိနေပြီဆိုရင်ဒီထုံးတက်တွေကိုသူကလာကတ်เนาะဆိုရင်ကတ်နေတော့ဒီထုံးတက်များတဲ့နေရာ calcium များတဲ့နေရာတွေကဒါအကုန်လုံး cholesterol တွေเนาะဒါကြောင့် CT ကတော့ cholesterol ကိုမမြင်ရဘူး CT ရိုက်လိုက်ရင်သူကเนาะကျမတို့ထုံးတက်တွေပုံမြင်ရဆို CT ရိုက်လိုက်ရင်ထုံးတက်တွေကိုရည်တွက်လိုက်တာပေါ့ဘယ်လောက်များလဲပမာဏပေါ့ဘယ်အကျော်မှာအရှိเนาะအရှိကြောကြီးလားဘေးကြောလားအနောက်ကြောလားသုံးကြောရှိတယ်နိသုံးကြောမှာသူက cholesterol အစားကို calcium score နဲ့တွက်လိုက်တဲ့အခါဘယ်လောက်များလဲပေါ့တချို့ကတော့1000ကျော်တာတို့900ကျော်တာเนาะသူအဆင်းလိုက်ပေါ့เนาะ0ဆိုတော့အကောင်းဆုံးပေါ့เนาะသူအဆင်းစင်းရှိနိုင်တယ်ဆိုတော့ cholesterol သိပ်များတယ်ဆိုရင်ဒါနည်းနည်းဆက်လက်ပြီးတော့เนาะဥတာမယ်ဒါမှစစ်ဆေးဖို့လိုတယ်เนาะဒီနေရာမှာဒီ calcium score ကများလေเนาะလူတိုင်းကြောက်ရလေလည်းမဟုတ်ပြန်เนาะတချို့ရဲ့သွေးကြောရဲ့အဆီတွေက calcium သိပ်မများသေးဘူးဆိုရင် plaque ပေါ့เนาะသူကအဆီဘတ်တွေကเนาะဒီ calcium သိပ်မကတ်သေးဘူးဆိုရင်ရိုက်လိုက်ရင်မတွေ့ဘူးသိပ်မတွေ့ဘူးเนาะအဲ့ခါကျတော့လေသွေးကြောပိတ်ချင်ပိတ်တာရှိလိုက်ဟာကျမတို့က calcium score ကောင်းရတဲ့နဲ့သွေးကြောပိတ်သွားမလားဆိုဒီရဆိုလည်းဖြစ်နိုင်တယ်ဆိုပေါ်လို့ရသို့တော်လည်းဒီ calcium score များရင်ဖြစ်နိုင်ခြေပေါ့ကျမတို့ဖြစ်နိုင်ခြေပိုများတယ်เนาะဆိုတချို့ calcium score သိပ်များပြီးတော့လေတကယ်သွားရိုက်ကြည့်သွေးကြောကိုထပ်ပြီးတော့စစ်ဆေးလိုက်တဲ့အခါဘာမှမကျင်းเนาะဒါလည်းရှိတယ်ဒါသူက calcium ကိုပဲတွက်တာသွေးကြောဘယ်လောက်ကျင်းလဲဆိုမတွက်ဘူးသွေးကြောကျင်းတာကိုမြင်ကျင်တယ်เนาะတွေ့ကျင်တယ်ဆိုရင်ကျမတို့ angiogram เนาะ angiogram ဆိုတာဆေးထိုးရတယ်ပေါ့နော်ဆေးထိုးလိုက်ရင် CT scan မှာဒီသွေးကြောတွေစီးဆင်းနေတာကိုတွေ့ရတယ်ကျင်းနေတဲ့နေရာတွေလည်းတွေ့ရဒါဒီ CT နဲ့ရိုက်တယ်အများဖြစ်တော့အဲ့လိုမလုပ်ဘဲနဲ့နော်နှလုံးဆရာဝန်တွေစီတွားရမှာလေနှလုံးထုခုကနေပြီးတော့မှ percutaneous PCI ဆိုသူကဒီသွေးကြောကိုဖောက်ပြီးတော့နော်ပိုက်လေးနဲ့ဒီနှလုံးထိကိုရအောင်နော်ထဲလိုက်ပါတယ်ထဲလိုက်ပြီးတော့ပိုက်ကနေနော်ဆေးကိုထိုးလိုက်တဲ့အခါဒီနှလုံးသွေးကြောတွေဘယ်လိုဖြာထွက်နေလဲဘယ်လိုစီးဆင်းနေလဲအကုန်လုံးတွေ့ရအောင်နော်အဲ့ဒီခါကျရင်တော့နော်ဒီရန်ကျင်းနေတယ်90%ကျော်ကျင်းနေတယ်ဆိုရင်တော့အန်ဒီရရှိတယ်ဆိုရင်သူတို့တခါတည်း stent ထောက်လိုက်တယ်နော်ဒါကုထုံးမှာတခါတည်းစစ်ဆေးခြင်းနဲ့ကုထုံးတခါတည်းပြီးသွားပါတယ်နော်ဒီကနာကုထုံးနည်းနည်းပါသွားတော့တကယ်တော့ဒီနှလုံးယောဂဒီလိုကျင်းနေဆိုရင်ဘယ်လိုကုသရမလဲဆိုရင်အခြေခံအပြန်ပြောရင်တော့လေ့ကျင့်ခန်းနော် lifestyle ဆေးလိပ်ဖြတ်ရမယ်နော်စီရှော့စားမယ်နော်လမ်းလျှောက်မယ်ဒါတွေကပြောတာစေဝါအနေနဲ့ကဘာထူးခြားမလဲကျမတို့စေဝါတွေမှာစီချိုကြောင့်နော်စီချိုဆေးကိုရွေးချယ်တဲ့အခါမှာနှလုံးကိုကောင်းတဲ့စေဝါတွေကျမတို့ရွေးချယ်တဲ့နှလုံးကိုနော်ပိုဆိုးစေတဲ့ဆေးတွေကိုရှောင်တဲ့နော်ဒါတော့အဲ့ဒီထဲမှာတော့ထိတ်ဆုံးကတော့နှလုံးတွဲကောင်းတယ်ပြောတဲ့ဆေးတွေမှာကျမတို့ SGLT2 နော် SGLT2 inhibitor နော်ဒါတွေကပါလိုအပ်ရင်ပါတယ်နော်နောက်တစ်ခုက GLP-1 receptor agonist နော် GLP-1 receptor agonist ကနော်အဲ့ဒါပါလေ semaglutide tirzepatide နော်ဒီစောစောဆေးတွေပေါ့နော်အဲ့ဒီဆေးတွေနော်သူကပါတယ်နေပေါ့နော်အဲ့ဒါဆိုရင်ဒီစီတိုဆေးရွေးချယ်ခြင်းနော်သွေးတို့ကြဆေးတွေလုံလောက်ပေးရနော်သွေးတို့ကြဆေးဆိုဒီမှာလေသွေးကြောတွေနိုင်ရန်တွေကိုချောမှုပြီးတော့နော်ပိုကောင်းစေတဲ့ဆေးအုပ်စုနော်အဲ့ဒါ ACEI ARB အုပ်စုပေးတင်တယ်နော်
နောက်တစ်ခါ cholesterol ပေါ့ cholesterol တွေကိုအများကြီးချထားမယ်ရှင်းမပြောခဲ့သလိုပဲเนาะဒီ LDL cholesterol ကို100အောက်မှာထားရမယ်เนาะနောက် high intensity ဆိုတော့ပိုပြီးတော့ intense เนาะ cholesterol များတိတ်မများရင်တောင်မှလည်းเนาะသူက intensity များနဲ့ dose များ statin ကိုပေးရမယ်ဒီမှာ atorvastatin ရှိပါတယ် rosuvastatin တွေရှိပါတယ်နောက်တစ်ခါစောစောပြောသလို platelet เนาะသွေးမွှားလေးတွေကတ်သွားရင်ပိတ်သွားမယ်ဆိုတော့ဒီသွေးမွှားလေးတွေမကတ်အောင်ဓာတ်စီတဲ့ဈေးတွေဒါလူတိုင်းသိပါတယ် aspirin ဆို aspirin ပေါ့ aspirin เนาะသွေးကျဲဈေးခေါ်မယ်အဲ့ဒါတွေသုံးလို့ရတယ် clopidogrel ဆိုသုံးလို့ရတယ်ဆိုဒါတွေကเนาะကျမတို့เนาะဆရာဝန်တွေဒါတွေအကုန်လုံးကာကွယ်တဲ့အနေနဲ့ပေးထားမှာဖြစ်ပါတယ်เนาะနောက်ဆုံးကတော့ဒီနှလုံးဆရာဝန်ကိုကျမတို့လိုအပ်ရင်လွှဲရမယ်လွှဲတဲ့အခါကျရင်ဒီကျင်းနေတဲ့နေရာကိုချဲဖို့အတွက်ဆိုရင် PCI ဆိုအဒီနော် stent ထဲတဲ့ဟာ procedure ရှိတယ်ဒါသွေးကြောက3ပြင်စလုံးအများကြီးပိတ်နေတယ်ဆိုရင်ဒီချဲလို့မရတော့တဲ့ဆင်းဆိုရင်နော်ဒီ bypass ဆိုတာဒီသွေးကြောကိုခန္ဓာကိုယ်ကအခြားနေရာသွေးကြောကိုဒီနှလုံးကျင်းတဲ့နေရာမှာလာပြီးတော့နော်ပိုက်ဆက်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒါကောင်းသွားမှာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးချုပ်အနေနဲ့ဆိုရင်ကျွန်မပြောကြလို့ရတာနော်ဒီကာကွယ်ခြင်းကတော့အထီရောက်ဆုံးပဲနော်ထီရောက်ဆုံးပဲဘာမှမဖြစ်အောင်ကာကွယ်ဖို့အစောဆုံးသိအောင်လုပ်အစောဆုံးစီးချိုသိအောင်လုပ်ရမယ်အစောဆုံးနော်သွေးတို့သိအောင်လုပ်ရမယ်အစောဆုံး cholesterol တွေကြားပေးရမယ်နော်ဒါတွေဖြစ်ရင်တော့ life cycle ကောင်းတယ်ဆိုရင်ဖြစ်ကုန်မဖြစ်လာပါဖြစ်ကုန်မဖြစ်လာပါဘူးဖြစ်ရင်လည်းစောစောသိအောင်လုပ်ရမယ်နော်လိုအပ်တဲ့စစ်ဆေးချက်တွေစောလုပ်နော်ဒါမနာဘူးမကျင်ဘူးမမောဘူးဆိုပေမဲ့လည်းနှလုံးကတော့ကျင်းနိုင်ပါလေနော်ကျင်းနိုင်တယ်ဆိုတော့နော်လိုအပ်ရင်နှလုံးတစ်ခုနော်ဒါကျွမ်းကျင်တဲ့လူတွေနဲ့စစ်ဆေးပြီးတော့နော်ဥပဒါထားပေးပါလေတင်ချာမယ်